လာပါရှင်ရန်ကုန်စီးပွားရေးတက္ကသိုလ်ကဆရာကြီးဆရာမကြီးတွေနဲ့ဓာတ်ရိုက်တင်ကြားရမယ်အပြင်အချိန်မရွေးနေရာမရွေးလေ့လာနိုင်တဲ့ဒီလုံးတက်တာနဲ့လေ့လာမယ်ဆိုရင် MyPSM Digital Classroom ကလွယ်လို့ရွေးချယ်စရာမရှိပါဘူးအဲ့ဒါကြောင့်ထိရောက်တဲ့တင်ကြားမှုတွေနဲ့ theory တွေကိုစနစ်တကျလေ့လာနိုင်ဖို့အတွက်ရန်ကုန်စီးပွားရေးတက္ကသိုလ်က PhD Professor ဆရာကြီးဆရာမကြီးတွေရဲ့တင်ကြားမှုဟာလည်းအလွန်အရေးပါပါတယ်တင်ကြားမှုတွေရက်တက်လို့မရတဲ့ဒီနေ့ခေတ်မှာတင်ကြားမှုအတွက်တည်တံ့အချိန်ပေးဖို့ကလည်းလူနေမှုဘဝမှာစိန်ခေါ်မှုတွေရဖြစ်လာတဲ့အတွက်စနစ်တကျစီမင်းစည်းကမ်းတွေနဲ့အညီကြိုတင်ရိုက်ကူးထားတဲ့ပညာရေးဗျူဟာဆိုလို့ရှိရင်လည်းအထူးရောက်ဆုံးဖြစ်လာပါပြီအိမ်မက်တွေကဈေးကြီးပါတယ်ဒါပေမဲ့ MyPSM Digital Classroom ကဈေးကြီးတဲ့အိမ်မက်တွေကိုအသက်တာသုံးလုံးထားတဲ့အကောင့်ထဲပေါ်ပေးနေပါပြီတင်ယူလေးလာမဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့ထိရောက်မှုအတွက်ကျောင်းကစီစဉ်ပေးထားတဲ့ Tutor Support Session လေးကိုမဖြစ်မနေတက်ရောက်ပေးရမှာဖြစ်ပါလိမ့်ရှင်အသေးစိတ်ကိုဖော်ပြပါဖုန်း comment messenger တို့မှာမေးမြန်းနိုင်ပါလိမ့်ရှင်ကျွန်မကတော့တင်ကြားမှုတစ်လျှောက်လုံးမှာအတူတူရှိနေမယ်ဇွန်သွင်းခိုင်ဖြစ်ပါတယ် MyPSM ရဲ့အနည်းဆုံးစာသင်ခန်း See your new version with PSM